မေကွန်းတစ်မြတ်စွာဘုရားရှင်ဟာတတ်တော်ဘယ်လောက်မှာပြိဋိဘံဆံခဲ့တာလဲ80မေကွန်းနှစ်အင်္ဂုလိမာလာကိုဘုရားရှင်ကဘယ်စကားတစ်ခွန်းနဲ့တရားရစီခဲ့တာလဲငါသည်ရက်ဤတင်သားမရက်မေကွန်း3ဘုရားရှင်ကိုအမြဲဒုက္ခပေးလိရှိတဲ့ဒီဝရတ်ဟာဘုရားရှင်နဲ့ဘယ်လိုတော်ဆက်တယ်လဲဝမ်းကွဲညီအကိုမေကွန်း4တိဋ္ဌထမင်းသားတောထွက်တဲ့အခါစီးနှင်းသွားတဲ့မြင်းအမိကပါလဲကဏ္ဍကမေကွန်း5ဘုရားရှင်ပြိဋိဘံမဆန်ခင်နောက်ဆုံးဖုံးပေးခဲ့တဲ့ဇွမ်းအမိကပါလဲသူကရမတဝမေကွန်း6ဇတ်တော်ကြီး10ပွဲမှာပထမဆုံးဇတ်တော်ကပါလဲတေမိယဇတ်မေကွန်း9ဗုဒ္ဓခြေတော်ရာတွေထဲမှာထူးခြားတဲ့ဇတ်လက္ခဏာပေါင်းဘယ်နှပါးပါဝင်တယ်လဲ108ပါး